ဒီရွာမှာထူးဆန်းပြီးကြောက်စရာကောင်းတဲ့ဒလေးတစ်ခုရှိပါတယ်အသက်60ပြည့်တဲ့ဘသူမဆိုကြိုတင်တူးထားတဲ့ဂူတင်ချိုင်းထဲမှာအသေးခံဝင်နေရတာပါအဲ့ဒီလိုလုပ်ပေးခြင်းအဖြစ်နောက်နှစ်မှာမိုးကောင်းကောင်းရွာလိမ့်မယ်လို့ရွာသားတွေကယုံကြည်ကြပါတယ်တင်ချိုင်းတွေကလူကြီးကထမင်းတနက်စားပြီးတိုင်းသူ့ရဲ့သားဖြစ်သူကအုတ်တစ်ချက်စီကိုကူဝမှာပိတ်ရပါတယ်တဖြည်းဖြည်းနဲ့ကူဝဟာလုံးဝပိတ်သွားပြီးအဲ့ဒီလူကြီးဟာမှောင်တိကျနေတဲ့ဂူထဲမှာသူ့ဘာသာသူအသက်ပြောက်သွားဖို့စောင့်နေရတာပါဒီနေ့ဟာဟီဂျာရဲ့မိခင်အသက်60ပြည့်တဲ့နေ့ဖြစ်ပါတယ်မနက်စောစောမှာတင်မိခင်ဖြစ်သူကချွေးမဖြစ်သူကိုစက်သားပြုတ်ချက်ပေးဖို့တောင်းဆိုခဲ့ပါတယ်သားဖြစ်သူကဖြည်းဖြည်းစားပါအမေဒါကတနေ့စာပဲနော်ကျွန်တော်မနက်ဖြန်ကြောင်းတက်ပြီးမှအမေစီထမင်းလာပို့မယ်လို့သတိပေးပါတယ်ဒါပေမဲ့မိခင်ဖြစ်သူကတော့အနမ်းမရမြ мян စားနေပါတယ်သူစားပြီးသွားတာနဲ့နောက်ထပ်အုတ်တစ်ချက်ထပ်ပိတ်ခံရတော့မယ်ဆိုတာသိနေတဲ့အတွက်စားရင်းနဲ့ရှိုက်ကြီးတင်ငင်ငိုကြွေးနေပါတယ်ဟီဂျာကတော့တငယ်ချင်းတွေနဲ့ငါဖမ်းသွားဖို့ရှိနေတာကြောင့်သူ့အမေကိုမြ мян စားဖို့တိုက်တွန်းနေပါတယ်မိခင်ဖြစ်သူနောက်ဆုံးတစ်လုပ်ကိုစားပြီးတာနဲ့သားဖြစ်သူကပကံနဲ့ဇွန်းကိုဆွဲယူပြီးဂူဝမှာအုတ်တစ်ချက်ကိုချက်ချင်းထပ်ပိတ်လိုက်ပါတယ်ဂူထဲမှာပို့ပြီးတော့မှောင်သွားပါပြီမိခင်ဖြစ်သူကအုတ်ချက်ကိုခက်ဖောက်ခွာလေးတွန်းဖယ်ဖို့ကြိုးစားကြည့်ပေမဲ့သားဖြစ်သူကမတွန်းတဲ့အမေအုတ်တစ်ချက်ပြုတ်ကျသွားရင်တော့ဒလိထုံးစံအရာအားလုံးကိုအစကနေပြန်ပေးရလိမ့်မယ်လို့ပြောလိုက်ပါတယ်မိခင်ဖြစ်သူကအလွန်မင်းထိတ်လန့်သွားပါတယ်မနက်ဖြန်ဆိုရင်ကြက်သားတော်စားရပါဦးမလားလို့တွေးပူနေမိပါတယ်ချွေးမဖြစ်သူမှလည်းငိုနေပေမဲ့နှစ်ပေါင်းထောင်ချီခိုင်မာလာတဲ့ဒလိထုံးစံကိုမလွန်ဆန်နိုင်ပဲဖြစ်နေပါတယ်မိခင်ဖြစ်သူကသားကိုမနက်ဖြန်ထမင်းမှန်မှန်လာပို့ဖို့မှာကြားပေမဲ့ဟီဂျာကတော့စိတ်မရှိတော့ပါဘူးသူကဇနီးဖြစ်သူကိုအိမ်ပြန်ဖို့အတင်းခေါ်နေပါတယ်ဒါပေမဲ့လူတိုင်းကရှိရှိလို့ခေါ်ကြတဲ့အဲ့ဒီချွေးမလေးကတော့သူ့ယောက်ျားလိုနှလုံးသားမဲ့သူမဟုတ်ပါဘူးသူမဟာရောက်ခမဖြစ်သူကိုဒီကြောက်စရာကောင်းတဲ့ရွာထဲကနေခေါ်ထုတ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ခင်မုန်းဖြစ်သူငါဖမ်းထွက်သွားတဲ့အချိန်မှာရှိရှိဟာဂူတင်ချိုင်းစီတိတ်တဆိတ်သွားခဲ့ပါတယ်ပြီးနောက်အုတ်ချက်တွေကိုတစ်ချက်ချင်းဖယ်ရှားပြီးရောက်ခမဖြစ်သူကိုကဲထုတ်ကထွက်ပြေးလွတ်မြောက်သွားပါတော့တယ်